မောင်ပြန်လာရင်အစင်းသေးတွေ့ဖို့ရဲ့ချက်ပြုတ်ထားတာဖွယ်ဖွယ်ရရများလာပါတယ်ကစွန်ရွယ်ချင်ရင်အစင်းပြေတာရဲ့ငါဖေငါစောက်ကိုအကျော်နဲ့အသုံးခွဲလို့မပြင်းလေမွေးမွေးရဲ့တညင်းသည်နဲ့တို့စီဝဲမောင်အမောပြေချောတမင်းချက်ပြုတ်ထားပါတယ်